ဆိုလို့ရှိရင်ရုရှားကလည်းသူနဲ့နေတိုးနဲ့ကြားထဲမှာဂရိရှိထားတယ်ဟိုပါပေါ့နော်ဒီအရှိကိုမတိုးလာရအောင်အရှိကိုမတိုးလာရအောင်သူနဲ့နီးအောင်မလာရအောင်ပေါ့နော်အဲ့လိုလှုပ်ထားတာကိုဂရိကိုလည်းချိုးဖောက်တယ်ပြီးလို့ရှိရင်ယူကရိန်းကနေတိုးနိုင်ငံဖြစ်သွားတဲ့အချိန်ကြလို့ရှိရင်နေတိုးအဖွဲ့ဝင်ဖြစ်သွားရင်အဲ့နေတိုးအဖွဲ့နေတိုးကကြတော့နျူကလ িয়ার ပိုင်တဲ့ဟိုပါပေါ့နော်စေအုပ်စုဖြစ်တဲ့ခါကျတော့သူနျူကလ িয়ার weapon တွေနျူကလ িয়ার စစ်လက်နက်ပစ္စည်းအမြောက်တွေကယူကရိန်းထိရောက်လာမယ်ဆိုဒါသူ့ကိုလာချိန်ချောက်တာပဲလို့ယူဆပြီးတော့မှရုရှားကနေပြီးတော့မှစစ်ပြူတာပေါ့နော်ဒီဟာတွေဂရိကဝတ်တွေချိုးဖောက်လို့ဆိုတဲ့ခါကျတော့ဒီလိုမျိုးလေးဟိုပေါ့ဒီအဓိကကတော့ရုရှားကိုလှုပ်ချင်တာရုရှားကိုတက်မလို့ဖက်နဲ့ယူကရိန်းကိုချကြွေးတာပေါ့နော်ဆိုလို့ရှိရင်ကျမကလည်းခုနပထဝီကမ္ဘာပထဝီနိုင်ငံရေးလို့ပြောလို့ရှိရင်ခုနလို့ပေါ့နော်ကမ္ဘာမှာနံပါတ်1နဲ့နံပါတ်2ကအကြီးကျယ်ပြိုင်နေကြတဲ့အချိန်မှာကျမတို့ကတရုတ်ရဲ့အိမ်နီးနားချင်းနိုင်ငံဖြစ်တယ်တရုတ်ကိုဝိုင်းပြီးထိန်းချုပ်ထားမယ်ဆိုတဲ့ဟာပေါ့နော်တရုတ်ရဲ့ပတ်ဝန်းကျင်နိုင်ငံတွေကနေတဆင့်တရုတ်ကိုဟိုထိန်းချုပ်ထားမယ်တရုတ်ထွက်ပေါက်မရှိအောင်လုပ်မယ်ဆိုတဲ့ဟာပေါ့နော်အဲ့လိုမျိုးဟိုဟာမဟာဗျူဟာရှိနေတာပေါ့ရှိနေတဲ့အခါကျတော့ကျမတို့ကိုဟိုယူကရိန်းကိုရုရှားကိုလှုပ်ချင်တော့ယူကရိန်းကိုတုံးတယ်လို့ပဲတရုတ်ကိုထိန်းချုပ်ချင်လို့ကျမတို့မြန်မာနိုင်ငံကိုအသုံးချမယ်ဆိုတဲ့ဟာလဲဒါလဲကျမတို့ကကြောက်စရာတစ်ခုဖြစ်လာတာပေါ့နော်ကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေเนาะအဲ့ဒါကြောင့်မလို့ဟိုအိမ်တွင်းရေးပြည်တွင်းရေးဒါလည်းအရေးကြီးပါတယ်ရှင်ပြည်တွင်းရေးပြည်တွင်းနိုင်ငံရေးဆိုလို့ရှိရင်ဘယ်လောက်ထိနိုင်ငံရေးဆိုတာဘယ်လောက်ထိပါလဲဆိုရင်အိမ်ရှင်မတယောက်ရဲ့မိမှုကြောင့်ထိနိုင်ငံရေးဆိုတာပါတာပေါ့နော်သို့တော်လဲကို့မိမှုကြောင့်မှရှိတဲ့နိုင်ငံရေးကိုကအရေးကြီးတယ်လို့ပဲနိုင်ငံတကာမှာဖြစ်နေတဲ့နိုင်ငံတကာရေးရာတွေကိုလည်းသိတဲ့နာပေါ့နော်အဲ့လိုသိမှသာလျှင်ကဘာကြီးကဘာဖြစ်နေလဲဆိုရင်နံပါတ်1နဲ့နံပါတ်2ဖြစ်တဲ့အမေရိကန်နဲ့တရုတ်နဲ့အကြီးအကျယ်ဖြစ်နေတဲ့အချိန်မှာတရုတ်ကတော့ခံစစ်လိုမျိုးပေါ့နော်အမေရိကန်ကတော့နီးမျိုးစုံနဲ့ဥမာတရုတ်ရဲ့အိမ်နီးနားချင်းနိုင်ငံတွေပေါ့အများကြီးရှိမှာပေါ့14-15နိုင်ငံရှိမှာပေါ့15နိုင်ငံအထက်ရှိမှာပေါ့အဲ့ထက်မှာကျမတို့သုံးတယ်ပြီးရင်ပါကစ္စတန်ကိုသုံးမယ်ပြီးလို့ရှိရင်ထိုင်ဝမ်ကိုသုံးမယ်ဒီပတ်လဲပေါ့နော်ပြီးလို့ရှိရင်ဟိုပါပေါ့ပြီးလို့ရှိရင်ဟိုပါပေါ့ဖိလစ်ပင်းပေါ့နော်ဖိလစ်ပင်းကတော့မြေချင်းထိနေတာမဟုတ်ဘူးရေချင်းထိနေတာပေါ့နော်ဆိုလို့ရှိရင်တောင်တရုတ်ပင်လယ်ကိုသုံးမယ်ပေါ့နော်စသဖြင့်အဲ့လိုသုံးပြီးတော့မှတရုတ်ကိုဝိုင်းပြီးတော့မှဟိုဖြစ်တာပေါ့နော်ပြီးလို့ရှိရင်နေတိုးရဲ့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ဂျပန်တို့တောင်ကိုရီးယားတို့ကလည်းဒီအာရှတိုက်မှာရှိတယ်တရုတ်နဲ့မျက်နှာချင်းဆိုင်ပေါ့နော်ပင်လယ်ရဲ့ဟိုဘက်ကဒီဘက်ကမျက်နှာချင်းဆိုင်မှာရှိနေတော့ဟိုတရုတ်ကိုအဲ့လိုဝိုင်းပတ်ထားပြီးတော့မှထိန်းချုပ်တဲ့မူဝါဒကိုသူကလှုပ်ထားတာပေါ့နော်အဲ့လိုလှုပ်ထားတယ်စီးပွားရေးအရာလည်းထိတ်တိုက်တွေ့တာတွေရှိတယ်ပြီးလို့ရှိရင်စစ်ရေးအရာထိတ်တိုက်တွေ့ဖို့ကြတော့တအားအန်ဒီရကြီးတဲ့ခါကျတော့ကျမတို့လိုနိုင်ငံတွေကိုသုံးတာပေါ့ဆိုလို့ရှိရင်ကျမတို့နိုင်ငံကလည်းဟိုအရန်သေးတဲ့ထဲမှာလည်းမပါဘူးပေါ့နော်ဟိုမှာထားပါတော့ဆိုဗီယက်ယူနီယံပြုတ်ကွဲပြီးတော့မှရုရှားဆိုပြီးကြံခဲ့တဲ့အချိန်မှာရုရှားဆိုဗီယက်ယူနီယံကနေပက်ထွက်ခဲ့တဲ့လာဗီယာတို့အက်စတိုးနီးယားတို့ဟိုမြေပုံပေါ်မှာကြည့်နိုင်ငံသေးသေးလေးတွေအဲ့နိုင်ငံသေးသေးလေးတွေနေတိုးဝင်တော့ရုရှားကဒါမျိုးချခဲ့တယ်ပေါ့ဟိုအန်ကျိတ်ပြီးတော့မျိုးချခဲ့တယ်သူဘာမှမပြောဒါပေမဲ့ယူကရိန်းလိုမျိုးဟိုနိုင်ငံဧရိယာကျဲတယ်လူဦးရေလည်းတန်း40-50လောက်ရှိတယ်အဲ့လိုမျိုးနိုင်ငံမှာကနေတိုးဝင်မယ်ဆိုတော့သူလက်မခံနိုင်ဘူးပေါ့နော်အဲ့လိုမျိုးသဘောပါပဲဆိုလို့ရှိရင်တရုတ်ရဲ့ပတ်လဲနိုင်ငံတွေမှာလဲနိုင်ငံထဲမှာလဲကျမတို့ကဟိုနိုင်ငံမသေးဘူးပေါ့နော်ဟိုကျမတို့ကလူဦးရေတန်း50ကျော်ရှိတယ်မြေဧရိယာလဲကျဲတယ်ပြီးလို့ရှိရင်တရုတ်ရဲ့ဒီအနောက်ဘက်ထွက်ပေါက်လည်းဖြစ်တယ်ဖြစ်တဲ့ခါကျတော့ဒါပထဝီနိုင်ငံရေးအရာမြန်မာနိုင်ငံကတရုတ်အတွက်အရေးကြီးနေတယ်အဲ့ဒါကြောင့်မလို့မြန်မာနိုင်ငံပြည်တွင်းမှာမငြိမ်မသက်ဖြစ်ခြင်းအပြင်တရုတ်ကိုပိတ်ဆို့လို့ရမယ်ဆိုပြီးတော့မှတရုတ်ကိုလှုပ်ချင်တာကျမတို့ကိုတုံးတာပေါ့နော်တရုတ်ကိုထိပါချင်တာကျမတို့ကနေတဆင့်ထိပါတာပေါ့နော်အဲ့ဒါကြောင့်မလို့ပြည်တွင်းမှာဘာကြောင့်ပြည်တွင်းလက်နက်ကင်တွေဒီလောက်တောင်အားကောင်းလာလဲဆိုလို့ရှိရင်ဒါသူ့ဟာသူဆိုအားမကောင်းနိုင်ပါဘူးနိုင်ငံတကာကနေပြီးတော့မှဒီဟိုပါပေါ့ backup လုပ်တာပေါ့နော်နိုင်ငံတကာထောက်ပံ့မှုတွေနိုင်ငံတကာစစ်လက်နက်ပစ္စည်းရောင်းပေးတာတွေပြီးလို့ရှိရင်တို့စစ်တင်နှန်းတွေလာပေးတာတွေစသဖြင့်ပေါ့နော်ငွေလိုထောက်ပံ့တယ်အမျိုးစုံပေါ့ပုံစံမျိုးစုံနဲ့ထောက်ပံ့တာတွေပေါ့နော်အဲ့ဒါကြောင့်မလို့ဒီဟိုပါပေါ့ရှင်ဒီလေလိုင်းပေါ်ကအစိုးရပေါ်လာတာတို့ဘာလို့ဆိုတာဒါမြန်မာနိုင်ငံကလူကကိုအင်ကိုအားနဲ့ဆိုမလုံနိုင်ဘူးလေဒါရှင်းတာပေါ့နော်ကိုအင်ကိုအားနဲ့ဆိုမလုံနိုင်ဘူးဒါပေမဲ့လက်ခံထားတဲ့လူရှိတယ်ထောက်ပံ့ထားတဲ့လူရှိတော့လုံနိုင်တာပေါ့နော်